မင်္ဂလာပါတတမီမီတို့ရဲ့ဒီနေ့မှာတော့တီချာနဲ့တူတူချစ်စရာကောင်းတဲ့ပုံလေးလိုက်ဆွဲကြည့်ရအောင်နော်ပထမဦးဆုံးတီချာကမြေခွေးလေးကိုယူပြီးဆွဲလိုက်ပါမယ်ရှင်မြေခွေးလေးကိုယူပြီးဆွဲပါမယ်ပြီးသွားပြီဆိုရင်နောက်ထပ်မြေခွေးလေးကိုယူပြီးဆွဲပါမယ်ဒီလိုလေးနော်မြေခွေးလေးကိုယူပြီးဆွဲပါမယ်မြေခွေးလေးနဲ့ပဲဆွဲလိုက်ပါမယ်ဒီနေ့တည်တဲ့တည်ခန်းစာလေးကကျတော့မြေခွေးလေးနဲ့ပဲဆွဲလိုက်ပါမယ်နော်မြေခွေးလေးနဲ့ဆွဲမယ်နောက်ထပ်မြေခွေးလေးနဲ့ဆွဲပါမယ်ရှင်ပြီးသွားပြီဆိုရင်တော့မြေချောင်းလေးကိုယူပြီးဆွဲပါမယ်ရှစ်ကီးလေးကိုပြီးပြီးတော့မြေချောင်းလေးဆွဲပါမယ်ပြီးသွားရင်စေဝိုင်းပုတ်လေးဆွဲပါမယ်ပြီးသွားပြီဆိုရင်တော့မြေချောင်းလေးကိုယူပြီးဆွဲပါမယ်မြေခွေးလေးကိုယူပြီးဆွဲပါမယ်မြေခွေးလေးနဲ့တီချက်ပြတ်တယ်လို့လေးစူးစမ်းပြီးလိုက်ဆွဲကြည့်မယ်နော်မြေခွေးလေးကိုဒီလိုလေးတီချက်ပြတ်တယ်လို့လေးဆွဲမှန်ပြီးတော့ဒီလိုမျိုးကွေးလိုက်မှန်အဲ့လိုလေးနော်ပြီးသွားပြီဆိုရင်တော့နောက်ထပ်မြေခွေးလေးကိုယူပြီးဆွဲပါမယ်မြေခွေးလေးနဲ့ဆွဲပါမယ်ပြီးသွားပြီဆိုရင်တော့ brush tool လေးကိုယူမယ် brush tool လေးနဲ့ကိုလိုချေတဲ့ပုံစံလေးကိုဆွဲပါမယ်brush tool လေးကိုယူပြီးနည်းနည်းလေးထူလိုက်မယ်နော် brush tool လေးထူပြီးတော့ဆွဲလိုက်မယ်ဒီလိုမျိုးရေလိုက်ပုံစံလေးမျိုးဆွဲလိုက်မယ်အပြာရအနှိမ့်လေးကိုလည်းယူပြီးဆွဲလိုက်မယ်ဒီလိုပြီးသွားပြီဆိုရင်တော့တီချာတို့ကာလာရောင်လေးတွေထပ်ပါမယ်ရှင်လိမ်မော်ရောင်လေး3မှန်အဝါရောင်လေး3မှန်အနီရောင်လေး3မှန်နီညိုရောင်လေး3မှန်ပြီးသွားရင်နောက်ခါကာလာရောင်လေးကိုကိုယ်စိတ်ကြိုက်ကာလာရောင်လေးထည့်လိုက်ပါမယ်ရှင်ဒီလိုဆိုရင်တီချာတို့လိုချေတဲ့ချစ်စရာကောင်းတဲ့ပုံလေးရပါပြီကျေးဇူးပါရှင်ဘိုင်ဘိုင်